ဒါနဲ့မင်းပို့တဲ့ပတ်စံပွားချင်လားပွားချင်တယ်ပွားချင်ငါစီမှာနှလုံးထိုးလိုက်နောက်ကဆိုရင်အခုကျွန်တော်အိမ်ပွားနေနှင်ချမှာနော်မင်းပါလောက်ပါလေမင်းပြောတော့ငါရဲ့ပတ်စံကိုလောက်ကုန်ပြန်ပေးမယ်လို့ဟဲ့အခုလောက်ကုန်ရှောင်းနေအမတော့ငါရဲ့ပတ်စံဟိုကျွန်တော်ပေးပါမယ်ဗျာဒါပေမဲ့မရှိဘူးဟဲ့မင်းကပတ်စံပေးမယ်လေပြောတယ်မရှိဘူးဆိုမင်းပါလားငါစောက်ကွက်ပြောင်းနေတာအဲ့လိုမဟုတ်ပါဗျာအဲ့လိုမဟုတ်ကျွန်တော်ကပတ်စံမရှိဘူးဆိုပေမဲ့ဒီမှာဖုံးရှိတယ်ဒီဖုံးကိုအကိုသွားရောင်းလိုက်ရောင်းလို့ရတယ်ပတ်စံတွေကအကိုအကျိုးအကိုယူလိုက်ပိုတဲ့ပတ်စံကိုကျွန်တော်ပြန်ပေးဟုတ်ပြီလားပေးဟုတ်ပြီအဲ့မင်းက KB ကလွှဲလိုက်ကျေးဇူးတင်ဟိုကျွန်တော်မဖုံးမှမရှိတော့အခုဘယ်အကောက်လွှဲမှာလဲဟုတ်မေးပါလားမင်းကအိမ်လာပေးလိုက်ဟုတ်ပြီအခုမလိန်နဲ့နော်ရက်ကွက်ထဲမှာနာမည်6လုံးနဲ့ငွေတို့ချီးစားနေတယ်မင်းပတ်စံလောက်နဲ့ငါလိန်ကြအကြောင်းမရှိဘူးကြားလားဒီကောင်ငါ့ကိုအကျွေးပေးအောင်ပါကွာအခုချိန်ကြီးကိုမလာသေးဘူးအဲ့ကောင်မလာတော့တွေ့မယ်အော်မင်းရောက်လာပြီဘာမလဲငါပတ်စံဒီမှာဟဲ့မိုင်းအဲလိုက်လားမင်းကောင်ဆဲနေလားခပြောင်းဆဲနေတာမဟုတ်ဘူးကျွန်တော်လက်စွပ်ပြနေတာအော်မင်းကငါ့ကိုလက်စွပ်လာကြောနေပေါ့ဒီမျိုးကွာပြောနေတာကြီးပဲစွပ်ပြောနေတယ်ဒီမှာကျွန်တော်ပြောတာကိုနားထောင်ဒီလက်စွပ်ကိုခဏသွားရောင်းလိုက်ရောင်းလို့ရလာတဲ့ပတ်စံတွေကခမရအကျိုးကိုခမရယူလိုက်ကျန်တဲ့ပတ်စံကိုကျွန်တော်ပြန်ပေးကျန်တဲ့မင်းလက်စွပ်စစ်ကောစစ်ရလားကွာရွှေစိန်ကျွန်တော်ထက်ကော်ကားပြန်ပြီနေထောက်ရှိုးအတူမဟုတ်ဘူးဗျစိတ်ရင်လည်းပြီးရောကွာသွားရောင်းလိုက်အောင်မယ်ပိုတဲ့ပတ်စံပြန်ပေးတော့ဒါနဲ့မင်းပို့တဲ့ပတ်စံပွားချင်လားပွားချင်ငါစီမှာနှလုံးထိုးလိုက်သွားလိုက်တော့လူမွေးအောင်လာလို့မထိုးလိုက်နေပေါ့ကွာသွားပြီသွားအပေါ်တဲ့ဘက်ကပြလာပဲဦးတော့အတိတ်ပဲမရှိတာဗျာဖုန်းတွေရောလက်စွပ်တွေရောအကုန်ရောင်းပြီးတော့အကျွေးဆက်လိုက်ရတယ်လို့ဒီမှာကိုမိဘတွေထားခဲ့တဲ့ငွေတွေကိုတိုးပေါင်းမလုံနိုင်နေပါပြုံးအောင်တော့မဖြုံးသမ်းပါနဲ့ဗျာကျွန်တော်ရက်ွက်ထဲမှာတိတ်ခါရှိနေတာဗျာအခုလိုမျိုးတွေဖြစ်လာကျွန်တော်ဆောင်းရဲချက်တယ်နောက်ကဆိုရင်အခုကျွန်တော်အိမ်ပွားနေနှင်ချမှာနော်တော့ပါကိုရဲ့ကျွန်တော်ဘောလုံးပွဲလေးလောင်းနေလို့ပတ်စံလေး3သိန်းလောက်ချီးပါဗျာတော်ပါတော့ကွာမင်းငါစီကလည်းရှေ့မှာယူထားရင်များနေပြီတော့ပါကိုရဲ့ကျွန်တော်မပေးဘူးဆိုရင်ကျွန်တော်ကိုစီကနေတောင်းဗျာကျွန်တော်ဒီတော့ခေါက်တော့ထည့်ပေးပါဗျာကျွန်တော်အပိုင်က10ခွန်းအောင်ရထားတာဗျာကျင်းနေပါပေါက်မှာမင်းရှင်းမှာထိုးရတဲ့အကျွေးလည်းမပေးသေးဘူးလေကွာညနေပေါက်တာနဲ့အကျွေးတွေအကုန်ပြန်ဆက်မယ်ဗျာကျွန်တော်မဆက်ဘူးဆိုရင်ကျွန်တော်ကိုစီကနေတောင်းဗျာတိုက်မင်းကပတ်စံလေး2သိန်းလောက်ချီးကွာငါတကယ်လို့ပြန်မဆက်ဘူးဆိုရင်ငါကိုစီကနေတောင်းလိုက်ကွာ